မင်္ဂလာပါပတ်စံနဲ့ပတ်သက်လို့အမြဲတမ်းဒီကျန်းစာចောင်းသားတွေကလာပြီးတော့ပြဿနာတွေလောက်ကြပြန်အောင်ဗျာကျန်းစာဆောင်တက်နေဗာတီဇန်နဲ့ပတ်သက်လို့အတိတ်ပဲကိုသေချာမသိရင်ပေးလိုက်ကြဘူးနဲ့တူပါတယ်ကျန်းစာတက်တဲ့ကောင်လေးတယောက်ကခင်ဗျအသက်ကြီးပြီဗျာတဲ့ဗာတီဇန်ရေတစ်ချင်းကကယ်ရီမပေးဘူးဆိုတာဒါလေးတော့မသိဘူးလားဆိုလာပြောအဲ့တော့ဒီဗာတီဇန်နဲ့ပတ်သက်လို့အသင်းတော်တော်များများလည်းနားလည်ကုန်ပါပြီဒါသခင်ဖျားရဲ့အမိတ်တော်ပညာတော်ဖြစ်တယ်လို့ကိုလို့ရမှာယုံကြည်ရဲ့နှစ်ချင်းခံတော်သူသည်ကယ်တင်ကိုရလိမ့်မည်မာကု16ယုံကြည်ခြင်းကလည်းပညာတရားတစ်ခုပဲဗျယေရှုကိုယ်တိုင်ပြောတာဒီစေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ကဘုရားသခင်လိုရညီသောအလိုတော်ဖြစ်တယ်ဒီပရိသတ်နဲ့ပတ်သက်လို့ကတော့အမြဲတမ်းဟောပြောပြီးတော့အင်တာနက်ထဲမှာအများဆုံးတင်နေတာနောင်ဘောအမခံကအစနော်ချင်းလူမျိုးတွေပါပဲချင်းလူမျိုးတွေကဗမာလူမျိုးတွေကိုများစွာနှစ်ချင်းပေးနိုင်တော့တကယ်ထူးခြားသောလူမျိုးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အထူးပဲသူတို့ကိုလေးစားပါတယ်ဒါမဲ့တမန်တရားနဲ့ပတ်သက်လို့အလွဲမှားဆုံးဟိုရောက်ဒီရောက်ပြောတာလေသူတို့ပဲအဲ့တော့သူတို့မှာဒေါက်တာလည်းအများကြီးပဲဗျအဲဒေါက်တာဆိုတဲ့အဓိပ္ပာယ်ကပေးတဲ့ကျမ်းစာကြောင်းနဲ့သူနဲ့ပဲဆိုင်တာသူဖွဲ့စည်းနေပဲဆိုင်တာနောက် reverence ဆိုတာရှိသေးတယ်ဘုရားသခင် reverence ဖြစ်မှုတယ်ကြောက်ရွံ့ရိုသေပွဲဖြစ်တယ်ဆိုတော့ပြောတာကြောက်ရွံ့ရိုသေပွဲဆိုတာကိုဒီအမှုတော်ဆောင်တို့ bishop တို့ကပုပ်ခမ်းမင်းကြီးတို့ကနော်ဘုရားသခင်ကိုကြောက်ရွံ့ဝဲနေထိုင်ပြတာကိုသူ့ရဲ့အသင်းသားတွေသူ့ရဲ့နောက်လိုက်တွေကသူ့ကိုကြည်ညိုရိုသေပွဲနော်အမှတ်ထားတာပါအဲ့တော့အသင်းတော်နဲ့သူနဲ့ပဲဆိုင်တာ reverend ကလည်းဒီခေတ်ကလောကကြီးတစ်ခုလုံးနဲ့ဆိုင်တာမဟုတ်ဘူးသူ reverend ဆိုပြီးတော့ဒီကိုင်းမိုးဆိုမှာတော့သွားဝင်ရောလို့ရတာပေါ့ဗျာကျွန်တော်တို့က Church of Christ Brethren နော်အမှုတော်ဆောင်လုပ်တယ်ဆိုရင်ကျွန်တော်တို့ reverend နဲ့အကုန်လုံးပဲကျွန်တော်တို့ကနှစ်ချင်းပေးနိုင်တယ်ကျွန်တော်တို့ကပွဲတော်လည်းပေးနိုင်တယ်ဒီလိုအသင်းမျိုးတွေအများကြီးရှိတယ်ကျွန်တော်တို့ reverend တွေပဲဒါတွေလျှောက်ပြောရင်အများကြီးပြတ်တိုင်းတက်မှာအဲ့တော့အခုနှစ်ချင်းကိစ္စအားလုံးကနားလည်ပါတော့ဘာဒီဇိုင်းပုံနဲ့ဒီနှစ်ချင်းရေမပါပါဘူးဒါမဲ့အစင်လာရဒီခရစ်ဝင်ကြမှာရေနဲ့နှစ်ချင်းပေးတာပါတယ်ဒါမဲ့ဒီဗက်ဒီဇန်ပေးတယ်ဆိုတာကရေမပါလဲရတယ်ရေနဲ့ဖြန်လိုက်တယ်လက်တင်ပြီးတော့နှစ်ချင်းပေးလိုက်တယ်သူတို့ကိုကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ချရလောက်အောင်သူတို့ဘဝခီးကိုစတင်ပြီးတော့ခရစ်တော်တပည့်များဖြစ်ဘုရားသခင်သားသမီးများဖြစ်ဆက်လက်လျှောက်လာမှုလမ်းခီးကိုပြပေးလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးပါရိဇန်အဓိပ္ပာယ်ကိုနားလည်ပေးဖို့လိုပါကြောင်းသင်ပြပါတယ်